ကြည့်ကြပါဦးနော်တန်းနေဆိုတာလေအဲ့ဒါမြန်မာနိုင်ငံကတန်းပိုင်ရှင်နော်သူများနိုင်ငံကထင်နေမှာစိုးလို့အဲ့လောက်တန်းများတဲ့ခေါင်းကိုလေဘဝမှာတခါဆိုတခါမှမမြင်ဘူးဒီဗီဒီယိုထဲကကလေးမလေးကသပင်တွေဝယ်တဲ့ဆိုင်မှာသူ့သပင်ကိုလာရောက်တာသပင်ဝယ်တဲ့အမတွေကလည်းသူတို့သပင်ဝယ်ရောင်းလှုပ်လာတဲ့ကာလတစ်လျှောက်လုံးမှာအဲ့လောက်တန်းများတဲ့ခေါင်းတခါမှမတွေ့ဘူးလို့ဗီဒီယိုဒီလိုင်းမော်တင်လိုက်တာပြီးတော့ဒီကလေးမလေးကတန်းနေဒီလောက်များနေတာတော့ကရုံးမတုံးချင်ဘူးဆိုင်ရအမတွေကသပင်ကအချိန်တန်ရင်ပြန်ရှည်လာမှတန်းနေအရမ်းများနေတာယောဂတွေဘာတွေရမယ်ချော့ပြောပြီးတော့ကရုံးတုံးမိလိုက်ကြတယ်ခေါင်းဆက်နဲ့ရိတ်နေတဲ့အချိန်မှာတော့ဥယျာဉ်ပြမှာတန်းနေကစိုက်နေတော့တော်တော်ဆိုမှတော်တော်လေးကိုတန်းနေရများနေတာသူ့ကြည့်ပြီးလေကိုရီခေါင်းအောင်ရားချင်လာတယ်ဒီလောက်တန်းနေများနေတာကိုဘလို့များနေပါလိမ့်နော်ပြီးတော့လေတန်းဆိုတာကအကူရလွယ်တဲ့အမျိုးအဲ့လိုတန်းရှိတဲ့ပိုင်ရှင်ဖီးတဲ့ဘီးတွေနဲ့ပြန်ယူပြီးမဖီးနဲ့ခေါင်းဆိုလဲယူမအိတ်နဲ့ပြောရမယ်ဆိုလို့ရှိရင်တန်းရှိတဲ့ပိုင်ရှင်ရဲ့အတုံးဆောင်ပစ္စည်းတွေကိုယူမတုံးနဲ့ပေါ့နော်နောက်ပြီးတန်းနေရှိနေရင်မရှိတော့အောင်ဘယ်လိုမျိုးပြောင်းအောင်လုပ်ရမလဲဆိုတော့ခေါင်းကိုမကြာခဏလျှော်ပေးပါမကြာခဏဆိုတာက2ရက်ချာတစ်ခါ3ရက်ချာတစ်ခါလောက်ကိုပြောတာနော်နေ့တိုင်းတော့မလျှော်နဲ့ဥယျာဉ်ပြတဲ့ရေဝင်ပြီးတွေးခဲသွားတတ်တယ်အဲ့လိုမျိုးခေါင်းကိုမကြာလျှော်ပေးခြင်းကလည်းတန်းနေပျောက်သွားစေတယ်နောက်ထပ်တစ်ခုကတန်းစီသုံးပေးပါနောက်ပြီးတော့သပင်ဖြောင်းရင်ကလည်းတန်းနေကိုတေးစေတဲ့အပူဒဏ်ကိုတန်းနေရမခံနိုင်ဘူးသပင်ဖြောင်းတဲ့အခါမှာအဆက်ကိုအပူပေးပြီးဖြောင်းရတာဖြစ်တဲ့အတွက်တန်းနေသေးစေတယ်။တန်းများတာကိုမပေါ်စားကြနဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေအများကြီးရှိတဲ့ဥယျာဉ်ပြယောဂတွေရမယ်။ဥကောက်မှာတန်းနေရများနေတော့လူကြားတဲ့သွားလို့ရှိရင်ခေါင်းကိုကုတ်ပဲကုတ်နေရတာကိုလည်းရှက်လို့သူများတွေလည်းကိုယ်ကောင်းကတန်းနေမြင်ပြီးစိတ်အစင်မပြေဖြစ်စေတယ်။နောက်ထပ်တစ်ခုကတန်းနေအရင်များပြီးဥယျာဉ်ပြကိုကိုက်မယ်အဲ့ကနေအနာတွေဖြစ်ပြီးဥယျာဉ်ပြကနေအနံ့သက်ဆိုးတွေထွက်လာမယ်ပြီးတော့တန်းနေကြိုက်ပြီးဥယျာဉ်ပြားကနေတဆင်အောင်လောက်တဲ့ပိုးဝင်သွားပြီဆိုလို့ရှိရင်ဒါအရင်များတယ်နေရပါစိုးရင်ရတယ်ပေါ့နော်ဒါကြောင့်တန်းများနေပြီဆိုလို့ရှိရင်မပေါ်စားကြပါနဲ့ဂယုစိုက်ကြပါသပင်ညှက်ရမှာခရုံးသုံးရမှာကိုမနှမျောကြပါနဲ့သပင်ဆိုတာအချိန်နဲ့ပြန်ထွက်လာမယ်ပြန်ရှည်လာမယ်အမျိုးပါတကူရီတန်ရှင်းရေးကိုလည်းအထူးဂယုစိုက်ကြပါရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကို like and follow လေးလုပ်ခဲ့ပေးအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ